တခါကရွှေနဲ့လှုပ်ထားတဲ့လက်တစ်ဖက်ရှိတဲ့အမျိုးသမီးတဦးရှိခဲ့ပါတယ်။တနေ့မှာတော့တောထဲမှာတစ်ပင်ခုန်နေရင်သူမရဲ့လက်ပေါ်ကိုတစ်ပင်ကြီးပြိုလဲကျလာပါတော့တယ်။ဘေးနားမှာရှိတဲ့ခင်ပွန်းဖြစ်သူကတစ်ပင်ကိုဖေရှားဖို့အစွမ်းကုန်ကြိုးစားခဲ့ပြီးမတက်နိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ဇနီးတဲ့ရဲ့အသက်ကိုကေတင်ဖို့အတွက်သူမရဲ့လက်ကိုပတ်စိန်နဲ့ဖျက်ချလိုက်ရပါတော့တယ်။လက်တစ်ဖက်မရှိတော့တဲ့နောက်မှာအမျိုးသမီးဟာသူမရဲ့လက်ပြက်ကြီးကိုကြည့်ပြီးအမြဲတမ်းဝမ်းနည်းပူဆိုးနေခဲ့ပါတယ်။ဒါကိုမြင်ရတဲ့ခင်ပွန်းဖြစ်သူကသူမအတွက်လက်တူတစ်ခုကိုဖန်တီးပေးခဲ့ပြီးသူမကတော့ရွှေနဲ့လှုပ်တဲ့လက်ကိုပဲလိုချင်ခဲ့ပါတယ်။ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ခင်ပွန်းဖြစ်သူကသူမအတွက်ရွှေလက်တစ်ဖက်ကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးချင်တော့အဲ့ဒီရွှေလက်ကြောင့်ပဲသူမရဲ့ခန္ဓာကိုယ်ထဲမှာပိုးဝင်လာပြီးနောက်ဆုံးမှာတော့တည်ဆုံးသွားခဲ့ရပါတော့တယ်။သူမမတည်ဆုံးခင်မှာကျမရဲ့အလောင်းကိုဒီရွှေလက်နဲ့အတူမြှုပ်နှံပေးပါလို့ခင်ပွန်းဖြစ်သူကိုကတိတောင်းခဲ့ပါတယ်။ခင်ပွန်းကလည်းသူမရဲ့ဆန္ဒအတိုင်းရွှေလက်နဲ့အတူမြှုပ်နှံပေးခဲ့ပါတယ်။နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ခင်ပွန်းဖြစ်သူကအလွန်ဆင်းရဲသွားပြီးအသက်ဆက်ဖို့ငွေကြီးအခက်အခဲဖြစ်လာပါတော့တယ်။အဲ့ဒီနေ့သူဟာဇနီးတဲ့ရဲ့ကိုသွားပြီးပြန်တူးပါတော့တယ်။ရွှေလက်ကိုအလောင်းထဲကနေဆွဲထုတ်လိုက်တဲ့အချိန်မှာဇနီးတဲ့ရဲ့မျက်လုံးတွေကရုတ်တရက်ပွင့်လာခဲ့ပြီးသူကတော့ဒါကိုဂရုမစိုက်ပဲရွှေလက်ကိုအင်ကိုယူလာခဲ့ပါတယ်။အဲ့ဒီညမှာပဲဇနီးတဲ့ရဲ့ဝိညာဉ်ဟာသူမရဲ့ရွှေလက်ကိုပြန်တောင်းဖို့ရောက်လာပါတော့တယ်။ခင်ပွန်းဖြစ်သူကကြောက်လန့်တခြားနဲ့ရွှေလက်ကိုပြန်ပြီးခဲ့ပြီးရွှေလက်ကိုရသွားတာနဲ့တပြိုင်နက်ဇနီးဖြစ်သူဟာသူ့ကိုတပ်ပြစ်လိုက်ပါတော့တယ်